Spartans! What is your profession? စပါတာလို့ပြောလိုက်တဲ့စီကိုင်းတန်ကြီးမာပြီးခိုင်မာတဲ့လူဖွဲ့စည်းတစ်ခုကိုချက်ချင်းမြင်အောင်မိမှာပါစီကိုင်းပစ္စည်းတွေတက်တောင့်တက်တာနေထိုင်မှုတွေကိုလုံးဝရှောင်ရှားပြီးစီကိုင်းတိကျမှုနဲ့နောက်ခံမှုကိုသာအသက်ထက်တန်ဖိုးထားတဲ့လူဖွဲ့စည်းပါစပါတာပြည်သူတွေကအမျိုးသားအမျိုးသမီးပါသူတို့ရဲ့အချိန်နဲ့အားထုတ်မှုကိုစပါတာရဲ့စီးအင်အားကိုမြင့်တင်ဖို့အတွက်အကုန်စင်မြုံနှံထားကြပါတယ်ကွန်တက်မှုကိုလုတ်ပိုင်ခွင့်မရှိလို့ငွေကြီးကန်တာတွေကိုလည်းတတ်မြတ်ထားတယ်ဗျကျောင်းမှာခွဲခြားမှုမရှိလို့ချမ်းသာတဲ့သူနဲ့ဆင်းတဲ့သူဆိုလည်းမရှိပါဘူးကိုတမှုလောက်တာအဝတ်စားချုပ်တာလေယာဉ်စိုက်ပြိုးတာတွေကိုကျွန်းရဲ့အလုပ်လို့တက်မှတ်ထားတဲ့အတွက်ချမ်းသာကြိုးပမ်းမှုကိုစိတ်ဝင်စားတဲ့အထက်တန်းလွှာဆိုတာစပါတာမှာမရှိပါဘူးမနေ့စရာကတော့စီးကိစ္စနဲ့မတက်ဆိုင်တဲ့အမှုပညာသိပ္ပံနဲ့တတနိကဘေးရတို့ကိုလည်းစိတ်ဝင်စားမှုအင်တန်နေပါပါတယ်စပါတာစတားတယောက်ရဲ့ဘဝဟာမွေးပါချိန်မှာတင်စတင်နေပြမိလာတဲ့ကလေးကဝင်းကချုံနေတာဒါမှမဟုတ်ညင်မမီယာမျိုးတွေရှိချက်ချင်းဆွတ်ပစ်ခံရပါတယ်အသက်9နှစ်ရောက်တဲ့အခါမှာလည်းကျောင်းရည်မကောင်းမှုဆိုရင်တက်ပစ်ခံရနိုင်တယ်ဗျာစပါတာမှာအားနည်းလို့တူတဲ့နေရာမရှိပါဘူးအသက်9နှစ်အရွယ်မှာယောက်ျားလေးတွေကိုအာကိုဂီလို့ခေါ်တဲ့စီးလေးချင်းကျောင်းကိုပို့ဆောင်ကြတယ်ဗျာအဲ့ချိန်ကစာပြီးစပါတာကလေးကမိဘပိုင်မဟုတ်တော့ပဲတနိုင်ငံလုံးရဲ့ပိုင်ဆိုင်မှုဖြစ်သွားပါတယ်အာကိုဂီမှာစပါတာကလေးတွေကိုတမင်တက်တဲ့အစာမလုံးလောက်အောင်ထားပြီးအစာကိုးစားဖို့အားပေးပါတယ်ဒါမဲ့အခုခံရရင်တော့ပြင်းပြထန်ထန်ရိုက်နှက်ခံရတယ်ဗျာဒါအခုတော့မလို့မဟုတ်ပဲအခုခံရလို့ပါဗျာဒီလိုလုပ်တာကသူတို့ကိုရှိုးဝဲပြီးကျွမ်းကျင်အောင်စေးကြမင်းချိန်မှာစာလုံးမှုကိုခံနိုင်ရှိအောင်တင် जा ပေးတာပါဘာမှမလုပ်ဖဲနဲ့လည်းရိုက်နှက်ခံရနိုင်ပါတယ်ဖာသာကလေးတွေကိုစတာဖြစ်လာကိုလေ့ကျင့်ပေးတဲ့အထက်မှာပုံမှန်မဟုတ်ပဲရမရခရိုက်နှက်တာလည်းပါဝင်ပြီးသူတို့ကိုခိုင်မာတောင်းတင်းလာအောင်လှုပ်ဆောင်တာဖြစ်ပါတယ်ဗျာအသက်12နှစ်ရောက်ရင်စောင်းနေကောင်းနေလည်းမပေးတော့ပါဘူးတနစ်ကိုအဝတ်စားတဲ့စုံမဲ့ပေးပြီးခုနှစ်ကိုတော့စစ်မှုထမ်းဆောင်တဲ့အရွယ်ရောက်မှရရှိမှဖြစ်လို့စောင်းတော့လေမှတောင်ခြေပလားနဲ့တွာလာရတယ်ဗျဒါစစ်စီကာလမှာကြုံတွေ့ရမယ့်အခြေအနေမှန်တွေကိုကြိုတင်ပြင်ဆင်ထားတာပါစပါတာစစ်သားတွေကစစ်ချီတက်တဲ့အခါအဲ့ရခင်တဲဒါမှမဟုတ်စောင်းနေမတင်ဆောင်ကြပဲသူတို့ရဲ့ဝတ်စားတွေကိုခြုံပြီးမြေပြင်မှာအိတ်ဆက်ကြပါတယ်အသက်16နှစ်အရွယ်မှာစပါတာစေဂျိုတက်တွေကခရစ်ဒီယာလို့ခေါ်တဲ့တလိထုံးစံတစ်ခုနဲ့လူလားမြောက်ခြင်းကိုခံယူကြပါတယ်ဒီတလိဟာတခြားယဉ်ကျေးတဲ့ကဘာကလူတွေအတွက်တော့ရက်ဆက်ပြီးလူမဆန်တဲ့အပြုမှုတစ်ခုလို့မြင်ကြပါတယ်ခရစ်ဒီယာအတွင်းမှာစပါတာစေဂျိုတက်တွေကအောက်ဘက်ငယ်လေးတွေပွဲစီပြီးကျွန်းတော်များများကိုတက်ဖြတ်ဖို့တာဝန်ပေးခံရပါတယ်အားကောင်းဆုံးနဲ့အရွယ်စားကြီးဆုံးကျွန်းတွေကိုရှာဖွေပြီးတတိမထားမိတဲ့အချိန်မှာခြုံကိုတိုက်ခိုက်ကြပါတယ်အားနည်းနဲ့ဒါမှမဟုတ်မိမကျွန်းတွေကိုတော့ပြစ်မှတ်ထားလည်းမရှိပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့ကိုချင်းချောင်မှုပြီးမမြင်ကြလို့ပါဗျာ။တကယ်တော့နှစ်တိုင်းစပါတာအုပ်ချုပ်ရေးအဖွဲ့ကသူတို့ရဲ့ကျွန်းတွေပေါ်မှာစစ်ကြေညာပါတယ်။ဒါကြောင့်ကျွန်းတွေကိုတက်တာကလူတက်မှုလို့မမြင်ပဲဆက်လက်ဖြစ်ပွားနေတဲ့စစ်ပွဲရဲ့ထိခိုက်ပျက်စီးမှုတစ်ခုလိုပဲတက်မှတ်ကြပါတယ်။အသက်20ရောက်တဲ့အခါစပါတာတွေကတရားဝင်စစ်တပ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာပေမဲ့အသက်30မတိုင်ခင်အထိလက်ထပ်ပြီးစစ်တမ်းလျားမှာအတူနေထိုင်ဖို့မရပါဘူး။အဲ့ဒီချိန်တွင်းမှာသူတို့ဟာစပါတာဟစ်ပီရဲ့လို့ခေါ်တဲ့ဘီရင်ကွန်ပျူတာအဆောင်တပ်ဖွဲ့ဝင်ဖြစ်ဖို့ပြင်းပြင်းထန်ထန်ရှင်းပြရင်ကြပါတယ်အဲ့တပ်ဖွဲ့မှာအကောင်းဆုံးစစ်တဲ့300ကိုပဲရွေးချယ်ပြီးဘရင်နဲ့တူလိုက်ပါဝင်ရတယ်ဗျစပါတာတက်မတော်ကကျောင်းမပွဲကောင်းနဲ့ဖလတ်စီကျောင်းကိုအသုံးပြုပါတယ်အဲ့ဒီစီကျောင်းမှာစပါတာတွေကတယောက်နဲ့တယောက်အတန်းလဲစီတန်းပြီးရက်တည်ကြပါတယ်စတာတယောက်ရဲ့ဒိုင်းဟာသူ့ဘေးကလူရဲ့ညာဘက်ချမ်းကိုကောက်ွယ်ပေးပါတယ်ဒီလိုနဲ့ဓာတ်တော်တွေပြည့်နေတဲ့ဂျင်းဒီနိုင်ရန်တစ်ခုလိုဖြစ်သွားပြီးစစ်ကြောင်းရဲ့စီလုံးညီညွတ်မှုမပြတ်တူအနိုင်ယူဖို့အလွန်ခက်ခဲတယ်ဗျတကယ်တော့စပါတာလီဂျင်ရဲ့အဓိကရွေးချက်ကတော့ပလန်စစ်ကြောင်းကဘယ်တော့မှမပြိုကွဲဖို့ပါပဲရှေကဂရီဒမိုင်းဆီယာဘလူတာကစပါတာတွေအတွက်စစ်ပွဲဟာအလည်းရဲ့တစ်ခုလိုပဲလို့မှတ်ချက်ချခဲ့ပါတယ်စစ်စင်ရဲ့အတွင်းမှာသူတို့ရဲ့ဟိုကားလေ့ကျင့်ခန်းတွေကပိုပြီးရောရဲသွားပြီးစီကနေကလည်းရှိုးပေါ်ပေးထားတယ်လို့ဆိုပါတယ်သူတို့ဟာကဘာအောင်မှာစစ်ပွဲအတွက်လေ့ကျင့်နေတဲ့ကြားထဲမှာစစ်ဘက်ကသူတို့ကိုအနားယူခွင့်ပေးတယ်သူတွေတော့လူမျိုးလည်းဖြစ်တယ်ဗျနောက်ဆုံးမှာတော့တိုက်ခိုက်ရေးကိုပဲအဓိကထားတယ်သူတို့ရဲ့အမြင်ကျင်းမြောင်းမှုဟာစပါတာတွေကိုခစ်တဲ့နောက်တိုင်းကပါရဲ့စီးရဲစင်လာတွေကိုလွှမ်းမိုးနိုင်ခဲ့ပေမဲ့လူသားမျိုးနယ်အတွက်ပုံမတောက်ပတဲ့အနာဂတ်ကိုတည်ဆောက်ပေးခဲ့တဲ့တတနိကဘေးတာတိတ်ပံတဲ့ဒီမိုကရေစီရဲ့အလင်းရောင်ပဲတကယ်တောက်ပခဲ့တာကတော့သူတို့ရဲ့အမုန်းဆုံးပြိုင်ဘက်တွေပဲဖြစ်တယ်ဗျ